Okay မင်္ဂလာပါခင်ဗျာဟုတ်အခုကကျွန်တော်ကဒီတက်ဆင်းမှာရှိတဲ့ဒီယထာနီလေးကိုကျွန်တော်နောက်ကနေခိုးစီးတာဖြစ်ပါတယ်ကျွန်တော်ကလေးတွေနေရာလူပြီးတော့စီးခဲ့တာဖြစ်ပါတယ်တချို့ကလေးတွေကဘေးကနေဒီမှာတက်စီးနေတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကသူတို့နေရာမပေးပါဘူးကျွန်တော်ကအရင်ဦးတာဖြစ်ပါတယ်ခင်ဗျာဟာ shake everything shake သူကဒီသဘောကောင်းတဲ့သူဖြစ်ပါတယ်ဘာလို့သူတကားလေးကိုသူတို့ဖွင့်ပြီးတော့သူလဲဟုတ်ကဲ့ပါကျွန်တော်ယထာခုစီးတာဖြစ်ပါတယ်โอเคအခုမြင်ရတဲ့တိုင်ပါပဲခင်ဗျာကျွန်တော်အခုကဒီမှာနောက်ကနေရက်ပြီးစီးတာပါနောက်ကလေးလေးလိုက်နေတာဖြစ်ပါတယ်သူကဒီနေရာစီးလို့မရတဲ့အတွက်ကျွန်တော်လာပြီးတော့ပြောနေတာဖြစ်ပါကလေးလေးကကျွန်တော်သူ့ရဲ့ဦးရတာဖြစ်ပါတယ်ဒါဟိုဘယ်လိုပဲဖြစ်ဒါအတွေ့အကြုံကောင်းဖြစ်ပါတယ်ခင်ဗျာဟာအာဟာဒီနေ့ကသူယထာဟိုအဆင်ပြေပါတယ်ခင်ဗျာလူကလည်းတအားမများပါဘူးနည်းနည်းလေးယထာလည်းနည်းနည်းလေးပုံမှန်တဲ့တော့နှေးပါတယ်နှေးတဲ့အတွက်နည်းနည်းအဆင်ပြေပါတယ်ဟုတ်ကဲ့သူကကျွန်တော်ရိုက်ပေးဖို့ပြောနေပါတယ် Hello good ဟာပြောစရာကောင်းပါတယ်ဟာတက်ဆင်းပါပါဟာဟုတ်ကဲ့ပါတိုင်ကလို့စသူလည်းပြောနေတာဖြစ်ပါတယ်သူလည်းနိုင်ငံသားခီးသွားပါဟာဘယ်နဲ့စင်ချက်ချင်မှာElle take the upload mas. Yeah. Oh, it's very good. Yeah, that's good. Thank you. သူပြောတာဖြစ်ပါတယ်သူပြောတဲ့အတွက်သူလည်းဟိုကျွန်တော်ဒီကင်မရာယူပြီးတော့ရိုက်ပေးနေတာဖြစ်ပါတယ်ဟုတ်ပြောစရာကောင်းပါတယ်ဒီထားထဲမှာစီးရထက်ဒီအောက်ဒီအပြင်မှာတွယ်စီးရလည်း feeling တစ်မျိုးဖြစ်ပါတယ်ကျွန်တော်ကတော့တခါကျရင်ဒီမှာဘာပဲထိုင်နေ VR ပဲသွားပြီးွားရင်နည်းနည်းလေးမူးလာပြီဆိုရင်ကျွန်တော်ကဒီအများနဲ့ဒီမှာတွေ့ပြီးတော့စီးတာဖြစ်ပါတယ်ဒါပြောစရာကောင်းပါတယ်အာဟာdüştüကျွန်တော်ကလေးတွေပို့ပြီးတော့နေရာဥထားဖြစ်ပါတယ်တချို့ကလေးတွေလိုက်လို့မရတော့ပါဘူးဒါပြောပါခင်ဗျာဒါဟိုပါကျွန်တော်ကနေတွေ့လိုက်နေတာဖြစ်ပါတယ်အာဟာTamam yeter daha etme sen. Aha. Düştü. Yes, okay. Dayı şunu kameraya alsana. Yeter. Daha yeterလူတွေဖြစ်ပါတယ် Ha çek. Her yeri çek. Lan şunu da çek. Okay သူလည်းပြောတာဖြစ်ပါတယ်ခင်ဗျာအဲ့လိုပဲပြောကြတာဖြစ်ပါတယ်ဒါတွေ့ကြုံကောင်းပါ Today show. Yeah. In YouTube. Kanalda öyle midir? Yeter kanalda. Ne dersin Londra'da mı gidiyorsun ama? Londra'da da var. Aha durduk. Şimdi ne olacak? Şimdi ne yapacağız? Güzel çıkıyor muyuz abi? Güzel çıkıyor muyum? ဒီလူလည်းရှောက်ပြောနေပါတယ်ဒီလူလည်းတောက်ထားလားမသိပါဘူးခင်ဗျာဒါနောက်တစ်ရထားတစ်စီးပါ Aha. Kimler var burada? ဟိုကလေးတွေတွေ့လိုက်တော့ပါတယ်
ကျွန်တော်ကလေးတွေနေရာဟိုလူထားပဲကလေးတွေကရက်နေတဲ့အတွက်ဒီနေရာစီးလို့မရပါဘူးသူတို့ကဘေးကနေပဲတွေ့တာဖြစ်ပါတယ် Kabe'de dinler Allah, yer gök inler Allah Allah. Kabe'de hacıları dinler Allah, yer gök inler Allah Allah. Ente ke'allimi, yallah habibi, ente ke'allimi, yallah habibi. Aha. Bir de böyle çek. Tamam. Düşeceksin ha. Allah var ya düşeceksin. Şimdi kıçının üstüne vuracaksın yere. အချိန်မြန်လာပါပြီခင်ဗျခုနသူတို့ကလည်းတင်းနေလေးစီးတာပါတင်းနေလေးမောင်းတာဖြစ်ပါတယ်အခုကအချိန်မြန်ပါပြီဒါအခုကနည်းနည်းသိချကြိုက်ထားဖို့လိုပါတယ် Yallah habibi. ဟိုအနေရှိပါတယ် Yallah habibi. ကျွန်တော်သိချလေးကြိုက်ထားတဲ့အတွက်အနေမရှိပါဘူး Dayı da çek bak el sallıyor çek. ခုနဆိုရင် तू က Tamam. လူရှင်းတဲ့နေရာဆိုမြန်မြန်မောင်းတာဖြစ်ပါတယ်ခင်ဗျ Etrafı çek. Kel. Sen ne kadar kel bir adamsın ya. Günahtır. You are fine. It's okay. It's okay thank you တရှိကူးသတင်း Siz de beleşçi oldunuz ha. Ten 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 ten. Hakan abi. ကျွန်တော်တခါကြာဒီမှာဒီလာတယ်ဘီယာဆိုင်လေးလာထိုင်တာဖြစ်ပါတယ်ကျွန်တော်ကဒီဘီယာဆိုင်ထိုင်ပြီးသွားပြီဆိုရင်ကျွန်တော်ကတဆိုင်ကိုကျွန်တော်သူတို့မှာဟိုတီဝိုင်းရှိပါတယ်ကျွန်တော်တီဝိုင်းတားသဘောကြားတဲ့အတွက်တဆိုင်ကိုကျွန်တော်ကနိုင်ဝဲလောက်ပဲထိုင်ပါတယ်တဆိုင်မှာတစ်ခွက်တောက်ပါတယ်တောက်ပြီးတော့ကျွန်တော်တီဝိုင်းနားတောင်တယ်ကျွန်တော်အာရက်ကဘာကိုကျွန်တော်သွားလဲတယ်တာကက်ကဘာကိုသွားလဲတယ်သူအာရက်ကဘာဆိုတာအာရက်တချင်းတွေပဲသူကဆိုတဲ့ဟာပါနောက်တစ်ဘာတစ်ခုမှာကဒီ target သချင်းတွေဆိုတာပဲပြီးရင်နောက်တစ်ခုကတခြားအင်္ဂလိပ်သချင်းတွေဆိုတာရှိပါတယ်ခင်ဗျာအဲ့လိုမျိုးကျွန်တော်ကအဲ့လိုမျိုးသုံးလေးဆိုင်သွားပြီးတော့ထိုင်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအားလည်းနားမလဲတဲ့အတွက်အကြာကြီးမထိုင်နိုင်ပါဘူးဘာလို့လဲဆိုတော့နိုင်ရွယ်မိနစ်40လောက်ထိုင်မှပြင်းသွားတာဖြစ်ပါတယ် Konuşuyor ya. Kafam şişti. ပြင်းသွားတဲ့အတွက်ကျွန်တော်ကဆိုင်တစ်ဆိုင်ပြောင်းထိုင်တာဖြစ်ပါတယ် konuşuyor. Kendi kendine konuşuyor manyak. Vallahi ya. ဒီမှာတချို့ဘာတွေမှာ Oyuncak değil ဟို oyuncak မက်တလီ değil. ကာသချင်းတွေဖွင့်တာလေးလည်းရှိပါတယ်ခင်ဗျာရှိပါတယ်ဒီမှာအကုန်လုံးရှိပါတယ်ဒီမှာကျွန်တော်ဒီတူရကီရောက်ပြီမဲ့ဒီတာကစ်ရဲ့ပုံစံဖြစ်ပေမဲ့လည်းဒီအာရက်ရဲ့စိတ်ဝင်စားစရာလေးလည်းအများကြီးရှိပါတယ်အဲဒါအာရက်ကဘာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ဒါအကုန်လုံးကလေးလာခြင်းစရာလေးပါခင်ဗျာ ဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးမူတာဖြစ်ပါတယ် Yukarı çıkarız oradan. bye bye bro thank you တရှိကူသတင်း bye ဒီအရှင်လားဒီအရှင်လားဟုတ်ကဲ့ပါဒါပြီးသွား finish ပြီးသွားရဖြစ်ပါတယ်ဒါကကျွန်တော်ကတော့ဒီယထာနီတွေလိုက်စီးတာဖြစ်ပါတယ်ခိုးစီးတာဖြစ်ပါတယ်ကျွန်တော်အဲ့လာစီးရတဲ့ feeling သဘောကျလို့ပါဟုတ်ကဲ့ပါခင်ဗျာ bye ဒီအရှင်လားတရှိကူသတင်းသူတို့တအားပြုတ်တက်ပါတယ်သူတို့တွေဟုတ်ကဲ့ပါဒါယထာနီလေးကိုနောက်ကနေခိုးစီးတဲ့အတွေ့အကြုံဖြစ်ပါတယ်ခင်ဗျာပြောစရာပါအပြောပါခင်ဗျာဟုတ်ကဲ့နောက်ဗီဒီယိုမှာပြန်လည်ဆိုတွေ့ပါမယ်ခင်ဗျာဟုတ် bye bye